အားလုံးပဲမင်္ဂလာပါဒီနေ့တော့မိုင်းလေးငါတလောက်ပေါင်းမယ်ပေါ့နော်ငါတလောက်ပေါင်းမှုတော့ YouTube မှာကြိုပြီးတော့လေ့လာထားပါတယ်ရုံလုံးစပရင်လေးတွေခင်းထားတယ်ငါတလောက်ကိုတော့ကြိုပြီးတော့ပေါ့နော်စားစမင်းအရသာလေးနဲ့1နာရီ2နာရီလောက်တော့ကြိုပြီးတော့နေပြီးနှက်ထားပါတယ်ကျက်သွန်ဖြူနဲ့ကျက်သွန်နီကိုစီတက်ပြီးတော့နှက်ထားတဲ့ငါတလောက်လေးကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်အစိမ့်မုတ်ကလေးလည်းနည်းနည်းထည့်ပါတယ်ရှင်အဲ့တော့ငါတလောက်ပေါင်းလို့ရှိရင်ချင်းလေးကျက်သွန်ဖြူတွေမထည့်ရဘူးလို့ပြောပြီးမိုင်းလေးကတော့ညှိမှာဆိုးတယ်ဆိုပြီးတော့စိုးရင်စိတ်ကြီးနဲ့နည်းနည်းတော့ထည့်ပြီးတော့စီတက်လိုက်ပါသေးတယ်ငါတလောက်ပေါင်းကိုအောက်မှာမကအောင်စပလင်ခင်းရမယ်ဆိုလို့စပလင်လည်းခင်းလိုက်ပါတယ်စီတက်ထားတာမှငါတလောက်ကတော့တော်လေးမှုတယ်ဒီမှာငါတလောက်ပေါင်းဝယ်စားလို့ရှိရင်ကိုရီးယားမှာအရင်စီးကျင်းလို့အခုတတုံးကို2000လောက်ဆိုတော့မြများစားကျင်တာမို့လို့အိမ်မှာပေါင်းကြည့်ရဖြစ်ပါတယ်ရှင်ငါတလောက်ပေါင်းရင်ခရမ်းရည်ဒီနဲ့ကျက်သွန်နီကမပါမဖြစ်မို့လို့ဒီချာလေးစီတက်ပါမယ်ပြီးလို့ရှိရင်ခုနကဒီတင်ထားတဲ့ငါတလောက်တုံးလေးတွေပေါ်မှာတင်ပေးလိုက်ပါမယ်ရှင်ငါတလောက်ကိုအားလုံးပြေဆုံးသွားပြီဆိုလို့ရှိရင်မိုင်းလေးတနေ့ကုန်လောက်ပေါ့နော်ပေါင်းလိုက်ပါတယ်အခုဆိုရင်အရန်မွေးတဲ့ငါတလောက်ပေါင်းလေးရပါပြီအရန်စားကောင်းပါတယ်ရှင်